Adanaဆောက်ရောက်မဲ့သဘောမရှိဘူးလားရှိတယ်အဲ့ဒီတော့ဆောက်ရောက်မဲ့သဘောရှိတဲ့အတွက်အဲ့ဒီတော့ဆောက်ရောက်တော့မယ်ဆိုရင်သာသနာကွယ်တော့မယ်ဆိုရင်ဘယ်သာသနာကစကွယ်မလဲဆိုရင်ပฏิပတ်တိဆိုတဲ့ကျင့်စဉ်ကစကွယ်မှာဘယ်ကနေစကွယ်မှာလဲဝိပဿနာကျင့်စဉ်ကစကွယ်မှာဟုတ်တယ်မလားစာရိပုတ္တရာတရားကြတော့ရှိချင်းရှိမယ်ကျွတ်တာမှတ်တယ်ရှိချင်းရှိမယ်အခုကဲဆိုလို့ရှိရင်အများကြီးပဲရုပ်ကြဖတ်ကြအဘိဓမ္မာသင်္ဍန်တွေတက်ကြအဘိဓမ္မာသင်္ဍန်တွေပို့ချကြနော်ပို့ချကြတက်ကြသံဝရီဖြည့်ကြအဘိဓမ္မာသံဝရီဖြည့်ကြဒီကကြောင့်သံဝရီဖြည့်ကြနော်သုတ္တဓမ္မဒီဘိဓမ္မာသံဝရီဖြည့်ကြစသဖြင့်ပေါ့လေအဲ့ဒီလိုစာရီကျက်တဲ့သံဝရီဖြည့်တယ်ဆိုတာတခြားလို့လားပရိယလို့လားပရိယလို့အဲ့ဒီပရိယလို့လုံးနေတဲ့ပုဂ္ဂိုလ်တွေကိုကြည့်လိုက်တဲ့အခါကျတော့အဲ့ဒီလိုစာမွေးတွေတော့ဖြစ်နေတယ်စာတွေတော့ကျက်နေတယ်ဒါပေမဲ့လည်းပဲတကယ်အဲ့ဒီစာတဲ့ပါတဲ့အတိုင်းတိတ်တိတ်ချာချာဝိပဿနာအလုပ်အနေနဲ့အထောက်သလားမေးတော့တိတ်မတွေးရဘူးဟုတ်တယ်မလားအတွေးရမလဲဘူးလားနဲ့လားပရိယပေါ်မှာတော့အာယုမဆိုင်ဘူးလားဘယ်ပေါ်မှာအာယုရော့သွားလဲပฏิပတ်ပေါ်မှာအာယုရော့တာကျင့်စဉ်ပိုင်းမှာအာယုရော့တယ်နည်းသွားတယ်ဟုတ်တယ်မလားဒါကြောင့်မလို့ဒီခေတ်အခါကာလမှာဆိုလို့ရှိရင်ဝိပဿနာတရားတော်အားထုတ်တဲ့နေရာမှာလုံငယ်တဲ့တရားမရှိတော့ရှားပါပြီလူလာပိုင်းတော်မှာပဲအသက်40အောင်တိတ်မတွေ့တော့ဘူးအသက်40အထက်တွေပဲတွေ့တော့တယ်နော်အဲ့ဒီလူကြီးတွေမရှိတော့ဘူးဆိုတော့နောက်ထပ်ဝိပဿနာတရားအလုံးအားထုတ်မဲ့ပုဂ္ဂိုလ်အစားဝင်ဖို့တော့မခက်ဘူးလားခက်သွားတယ်နောက်တစ်ပေါင်း50ပေါ့နော်နောက်တစ်ပေါင်း50ဆိုရင်ဝိပဿနာတရားတော့အားထုတ်မဲ့ပုဂ္ဂိုလ်တွေနဲ့တော့ဘုန်းကြီးကဒီလိုပဲထင်နေတယ်အဲ့ဒါဘာပြောတာလဲလို့ဆိုတဲ့အခါကျတော့ပရိယတ်ဘက်မှာသာအားကောင်းနေတာပရိပတ်ဘက်ကအားနည်းနေတယ်သံဝေပြေတာတွေသင်္ဍတက်တာတွေကများနေတာတကယ်တရားအလုံးအားထုတ်တဲ့ပုဂ္ဂိုလ်ကြတော့မနေဘူးလားနေလားအမှန်တန်နေပါတယ်နော်ရန်ကုန်ပြည်တော့မှရေးတာတွေအများကြီးပဲရှိတယ်အများကြီးတော့မဟုတ်ဘူးပေါ့လေရေးတာတွေရှိကြတယ်ပေါ့လိုက်ကြည့်ပါတရားမကျော်တဲ့ရေးတာများပါတယ်ဟုတ်တယ်မလား50 60 80တချို့ဆို30ဒီလောက်နဲ့ပဲဝိပဿနာတရားပေါ်တွေကျင့်ပနေကြတာရှင်းတော့ကလည်းမတူတော့ဘူးနော်မနေဘူးလားနေသွားတာအဲ့ဒီလိုသာနေသွားတာဟုတ်ပဲသင်္ဍဘက်ကြတော့မများဘူးလားများလားများတယ်အဘိဓမ္မာသင်္ဍဆိုလည်းများတာပဲဝိသုဒ္ဓဘက်သင်္ဍဆိုလည်းများတာပဲဒီကကြောင့်သင်္ဍဆိုလည်းများတာပဲနော်စာမဖြစ်တဲ့ပုဂ္ဂိုလ်တွေလည်းများတာပဲအဲ့ဒါကိုတော့သွားဖြင့်ပရိယနဲ့ပရိပတ်ဘယ်ဘက်ကအားကောင်းနေလဲပရိပတ်ဘက်ကအာမနေဘူးလားအာနေပฏิပတ်ဆိုတာကတခြားလားရှင်းစင်လားရှင်းစင်နိဗ္ဗာန်ရောက်ဖို့ဆိုတာကတခြားတည်းမှာရောက်မှာလားရှင်းစင်တည်းမှာရောက်မှာရှင်းစင်တည်းမှာရောက်မှာရှင်းစင်မပိုင်နိဗ္ဗာန်မရောက်ဘူးနော်အဲ့ဒါကြောင့်မလို့ဘုန်းကြီးတို့ကဒီခေတ်မှာရှင်းစင်ဘက်ကအားနဲ့နေတာကိုမြဝထင်ထင်တွေ့မြင်တာဖြစ်တဲ့အတွက်ဘုန်းကြီးတို့ကိုယ်တိုင်လည်းပဲစာရိပါတွေအများကြီးသိမှုပါလေတရားတရားတို့စေတယင်္ဂနာတို့အစဝဓမ္မစရိယာတို့ကိုယ်တိုင်လည်းအောင်ခဲ့တယ်သင်ခဲ့တယ်စာလည်းပို့ချခဲ့မှုတယ်ဒါပေမဲ့ဒီအချိန်ကျတော့ဘုန်းကြီးတို့ကနည်းနည်းအားနည်းတဲ့ဘက်ကိုဖြည့်ကျင်တဲ့သဘောမျိုးနဲ့သာသနာ့လုပ်ငန်းအလုပ်ပိုင်းနဲ့တရားရည်တာလုပ်နေတာဟုတ်တယ်မလားဘာကိုဖြည့်ကျင်လို့လဲပฏิပတ်လုပ်ငန်းကိုအားဖြည့်ကျင်လို့ပရိယလုပ်တဲ့ပုဂ္ဂိုလ်တွေတော့မများဘူးလားများပฏิပတ်ပဲတကယ်စစ်စစ်မှန်မှန်ပုဂ္ဂိုလ်ကြတော့နည်းတာလားများတာလားနည်းတယ်ဒါကြောင့်မလို့ဘုန်းကြီးတို့ကနော်တရားဟောတဲ့အခါမှာတော့မှပဲတာမန်ရည်စရာမောစရာနဲ့ဇလဇက်ကောနဲ့ဒါတွေမဟောပဲနဲ့သစ္စာတရားတွေဥတည်ဟောနေတာသစ္စာတရားတွေကွယ်မှာစိုးလို့သစ္စာတရားတွေဥတည်ဟောနေတာရှင်းလားအဲ့ဒါဘောဓပရိသတ်တွေကယနေ့လာပြီးတော့တရားနာတာဒီတာမန်တရားမျိုးလာနာတာလားသစ္စာတရားတွေလာနာတာလားသစ္စာတရားတွေမကွယ်ပါစေနဲ့လို့ဘုန်းကြီးကဆုတောင်းပါတယ်ဟုတ်တယ်မလားဘုန်းကြီးတို့ကလည်းသစ္စာတရားကိုဥတည်ပြီးတော့ဟောနေတယ်
ဘုန်းတော်ပရိသတ်တွေကလည်းသစ္စာတရားကိုဒီကရပြီးတော့နာကြားနေတယ်ဆိုတော့ဘုန်းကြီးတို့ကဘုန်းတော်ပရိသတ်တွေကိုအင်မတန်ဝမ်းသာပါတယ်ကျေးဇူးလည်းတင်ပါတယ်နော်အနာဂတ်ပฏิပတ်တိကျင့်စဉ်သာသနာအတွက်အင်မတန်အားရပါတယ်ဟုတ်တယ်မို့လားကောင်းပြီဒါမျိုးလို့ရှိရင်ပြန်ပြောမယ်ဟိုးဘဝတကူစရလာကြတဲ့ကဘာနဲ့တွေ့လာလဲပညာနဲ့ပရမတ်တွေ့အခုလည်းဘာနဲ့တွေ့နေလဲတည်လို့ရှိရင်လည်းဟုတ်လားတည်တဲ့အခါကျတော့ဘလူကအရင်ချုပ်တော့မှလဲဟုတ်ဖို့လေတည်တဲ့အခါဘလူကအရင်ချုပ်တော့မှပရမတ်မချုပ်မချင်းပညာခန္ဓာကိုယ်ကြီးချုပ်ရလားပရမတ်တရားကယုံနာလေယုံနာတရားအသက်ပဲလေဟုတ်တယ်မဟုတ်လားအဲ့ဒီယုံနာရှိနေတဲ့မှာကလပ်ပါလုံးပညာခန္ဓာကြီးချုပ်ရလားအသက်80လည်းမချုပ်သေးဘူး80လည်းမချုပ်သေးဘူး90လည်းမချုပ်သေးဘူး100လည်းမချုပ်သေးဘူးပရမတ်ယုံနာရှိနေတဲ့မှာကလပ်ပါလုံးပညာကချုပ်တဲ့တရားမရှိဘူးဘယ်ကြမှာဗာမလဲသွားလဲပရမတ်ယုံနာခန္ဓာချုပ်မှဗာမလဲသွားဟုတ်တယ်မဟုတ်အဲ့ဒါကြောင့်မလို့သာသနာလဲတဲ့ပညာနဲ့လဲတာလားပရမတ်နဲ့လဲတာလားအဲ့ဒီတော့သာသနာလဲရကြမှာလေဆိုရင်ပညာကြည့်ရမှာလားပရမတ်ကြည့်ရမှာလားပေါ့ပြီဒီလောက်ဆိုဘုန်းကြီးတို့ပြိတ္တာတွေပညာနဲ့ပရမတ်စောင့်လို့ရသွားပြီနော်အဲ့တော့ဘုန်းကြီးကအခုပရမတ်ကိုကြည့်ရမယ်ဆိုတဲ့အတိုင်းပဲဒုတိယအချိန်မှာဘုန်းကြီးတို့ပြိတ္တာတွေပရမတ်ကိုကြည့်တာအောင်လမ်းခင်ပေးပါမယ်ကြာရှိတဲ့အချိန်ကလေးမှာနော်ဟုတ်ပြီပရမတ်ကဘယ်ဟာတုံးပရမတ်ကိုဘယ်လိုကြည့်ရမှာတုံးဆိုတာနောက်ရကြတော့ကျေတဲ့ဝဲပေါ့နော်ခဏတော့ကြီးကြရုံကလေးဘုန်းကြီးပြောပေးမယ်ကြည်ဖို့တဲ့ပုဂ္ဂိုလ်တွေကတော့ကြည်တတ်ပါတယ်မကြည်ဖို့တဲ့ပုဂ္ဂိုလ်တွေအတွက်ကြည်တတ်အောင်ဘုန်းကြီးလမ်းခင်ပေးလိုက်ပါမယ်အဲ့ဒီတော့ပရမတ်ဆိုတာကယုံနဲ့ယုံကဘယ်ဟာလဲလို့မေးတော့တတ်သဘောလေးနာကလည်းဘယ်ဟာလဲလို့မေးတော့တတ်သဘောလေးဘယ်ထဲမှာရှိတဲ့တတ်သဘောလေးမေးရင်ဟောဒီပုံမှန်တရံကြီးထဲမှာရှိတဲ့တတ်သဘောပုံမှန်တရံကပါလဲပညာတတ်သဘောလေးကကြံကြောင်းကြီးမှာမျက်မြင်ကြံကြောင်းကပညာနဲ့တူတယ်အဲ့ထဲမှာရှိတဲ့ရေကပရမတ်နဲ့တူတယ်မျက်မြင်အပြည့်ဆိုရင်တော့အရေးတွေ့မှလားကြံကြောင်းကြီးတွေ့မှလားဒါပေမဲ့အဲ့ဒီကြံကြောင်းကြီးတဲ့မှာအရေးကြံရည်ကလေးတွေရတတ်ကလေးတွေကိန်းနေတဲ့သလားမသိရဘူးလားသိရလားဒါမှတ်ကြည့်တာပေါ့နော်တကယ်တမ်းသိစေခြင်းနဲ့တကယ်တမ်းလက်တွေ့သိခြင်းနဲ့ဆိုရင်တော့ကြံရည်ကြိတ်တဲ့စက်ထဲကိုထည့်ပြီးတော့ကြိတ်ရမှာပေါ့အဲ့ဒီလိုကြိတ်လိုက်တော့မှအရေးတွေကိုထွက်လာလားအရေးတွေထွက်လာဘယ်တွေကထွက်လာလဲအဲ့ဒီလိုပဲဘောဓယောဂီတွေလည်းပဲပညာခန္ဓာနဲ့ပရမတ်ခန္ဓာတစ်မျိုးရှိတယ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဘာပဲတွေ့မလဲပညာခန္ဓာပဲတွေ့မှာပဲပရမတ်ခန္ဓာမတွေ့ဘူးဟုတ်တယ်မလားပညာခန္ဓာပဲတွေ့မယ်ပရမတ်ခန္ဓာမတွေ့ဘူးပရမတ်ခန္ဓာတွေ့ခြင်းနဲ့ဆိုရင်တော့ကြံကြောင်းကြီးကိုကြံကျိတ်စတဲ့ထည့်ပြီးတော့ကျိတ်တယ်လို့ဟောဒီပညာခန္ဓာကြီးကိုသူ့ရဲ့ပညာခန္ဓာတွေကနေထွက်လာတဲ့သဘောဝကလေးတွေကိုစောင့်ပြီးတော့ကြည့်ရမှာပေါ့စောင့်ပြီးတော့ဘာလို့မလဲကြည့်ရမှာဘယ်တဲ့ကနေဘာတွေထွက်လာမှာလဲပညာခန္ဓာတွေကနေပရမတ်ခန္ဓာထွက်လာမယ်အဲ့ဒါကိုဘာလို့မလဲစောင့်ကြည့်ဟုတ်လားစောင့်ကြည့်တော့ကဲဘာလဲစောင့်မလဲဆိုတော့တတိတိထားပြီးတော့စောင့်ပါနော်တတိထားပြီးတော့စောင့်အဲ့ဒီပညာခန္ဓာကိုကြည့်တဲ့ကနေအဲ့ဒီပရမတ်ခန္ဓာထွက်လာတာကိုစောင့်ကြည့်တဲ့အခါကျတော့တခြားသောခန္ဓာတွေကိုလိုက်ကြည့်ရမှာလားကိုယ်ခန္ဓာကိုပြန်ကြည့်ရမှာလားအဲ့ဒါကိုတရားထုတ်တယ်လို့ခေါ်တယ်ရှင်းလားဘယ်လိုတော့ခေါ်လဲကျင့်စေတရာကကိုယ်ပညာခန္ဓာထဲမှာရှိတဲ့ပရမတ်ခန္ဓာကိုကြည့်တဲ့အလောက်ကိုကျင့်စဉ်လို့ခေါ်တယ်ဟုတ်တယ်မလားဘယ်လိုခေါ်လဲကျင့်စဉ်ဝိပဿနာကျင့်စဉ်ဝိပဿနာကျင့်တဲ့သရာဘာတွေလုပ်နေတာလဲပညာခန္ဓာจิตကနေပြီးတော့မှပရမတ်ခန္ဓာကိုစောင့်ကြည့်နေတာ
စောင့်ကြည့်နေတာနော်စောင့်ကြည့်နေတာနော်တေချာမှတ်တာနော်